ပုံလေးဆွဲမယ်ထမအောင်ဆုံးတို့ကဘယ်ကနေစဆွဲမလဲဆိုရင်တို့ကဒီအတွင်း circle လေးကအရင်စဆွဲမယ်အဲ့တော့ radius က25ရှိမယ်သူ့ရဲ့မှာအပြင် circle က radius က41.5ရှိဆိုဒီ circle လေးနှလုံးအရင်စဆွဲမယ် c enter radius 25 enter နောက်တစ်ခါ c enter radius 41.5 enter ဟုတ်ပြီဒါလေးဆွဲပြီးဆိုရင်တို့ကဒီအပိုင်းလေးဆွဲမယ်ဒီအပိုင်းလေးဆွဲဖို့အတွက်က radius က5ရဲ့15ရန်ဆွဲထားတယ်ဆိုတော့တို့ကဒီ quadrant မှာထမအောင်ဆုံး circle လေးဆွဲလိုက်မယ် c enter ဒီ quadrant မှာ radius က5 enter နောက်တစ်လုံးက radius 15 enter နဲ့ circle လေးရှိမယ်အဲ့တော့အဲ့ circle လေးကဒီကနေဘယ်လောက်မှရှိမှာဆို43.9မှာရှိမှာဖြစ်တဲ့အတွက်တို့အဲ့ဒါလေးကို move လိုက်မယ် m enter ရောက်လဲဆိုရင်43.9 enter ဒါဆိုရင်နေရာလေးရသွားပြီပုတ်ပြီးပြီးဘာဆက်ဆွဲမလဲဆိုရင်တို့ကဒီအောက်ပိုင်းလေးဆွဲမယ်ဒီအောက်ပိုင်းလေးဆွဲဖို့အတွက်ဒီနားလေးမှာ cycle လေးရှိနေပေါ့အဲ့တော့ c enter radius က5 enter နဲ့ဒီလေးရှိနေအဲ့တော့ပြီးရင်ဒီအပိုင်းလေးတွေကိုဆက်မယ် and enterဒီပိုင်းလေးရသွားပြီအဲ့ဆိုဒီပိုင်းလေးကိုခဏထားခဲ့မယ်ပြီးရင်တော့ဒီ white ကလေးကိုဆွဲမယ် white ကလေးကိုဆွဲဖို့အတွက်ဘယ်လိုဆွဲမလဲဆိုရင်တို့ကဒီမှာဒီအပြင်ဘက်က 41.5 cycle ရဲ့မှာ length အဲ့တော့ तू ကဒီအတွင်းကို radius 5နဲ့သွားထားတာဖြစ်တဲ့အတွက် radius 5ဆိုရင် diameter 10ဖြစ်တယ်အဲ့တော့သူကဒီအပြင် cycle ကိုအတွင်းကို offset 10ပွားခဲ့မယ် o enter distance က10 enterအတွင်းကို10ယူလိုက်မယ်ဟုတ်ပြီပြီးရင်သူကဒီနေရာမှာ cycle ရှိမယ်သူ့ရဲ့မှာ60ဒီဂရီမှာ cycle ရှိမှလို့ပြောထားဖြစ်တဲ့အတွက်သူကအလယ်မှာ center line လေးတစ် line ယူပေးမယ် and enter 60ဒီဂရီလို့ပြောထားဖြစ်တဲ့အတွက်သူကဒီ polar tracking ကိုခေါ်ခဲ့မယ် polar tracking မှာ30 60 90ကိုရွေးမယ် and enter ဒီမှာ first point ယူမယ် tracking ပေါ်တဲ့နေရာမှာ click ချလိုက်မယ်ပြီးရင်တို့ကဒီ white ကလေးဆွဲမယ်ဒီ white ကလေးကိုဘယ်လိုဆွဲမလဲဆိုတော့ 2p cycle နဲ့ဆွဲမယ် c enter 2p 2 point နဲ့ဆွဲမယ်ဒီဘက် point နဲ့ဒီဘက် point နဲ့ click ဟုတ်ပြီနောက်တစ်ခါ c enter 2p point နဲ့ဒီဘက် point နဲ့ဒါဆိုရသွားပြီပြီးရင်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်တို့ကဒီအပြင် white ကလေးကျန်နေတယ်အပြင် white ကလေးအတွက်သူက radius 10လို့ပြောထားဖြစ်တဲ့အတွက် cycle လေးဆွဲမယ် c enter center point လေးယူမယ် radius က10 enter ဒီအောင်မှလည်းလို့ပဲ center point လေးယူမယ် radius 10နဲ့ cycle လေးဆွဲနိုင်မယ်ပြီးရင်တို့ကဒီမှာ white ကလေးရှိတယ်အဲ့ဒီ white ကလေးကိုじゃဘာနဲ့ဆွဲမလဲဆိုရင် arc နဲ့ဆွဲမယ် arc တဲ့က start and radius start point end point radius ဒါဆိုလို့ရှိရင်လိုရာလေးတွေဖြတ်မယ်ဒါမလိုတော့ဘူး enter enter နဲ့